ပြန်လေလို့ရောက်ချင်ပါပြီလေအပေါ်ပေါင်းများနဲ့ပြောပါခဲ့တယ်ညောင်ပင်တဲရွာလေးအခုဆိုရင်လေပြောင်းလဲနေမလားစိတ်ထဲကအတွေ့အဝေးတောင်တန်းကလေးတွေလည်းမိုင်းပြမုံရီဝေးရွာလန်းကလေးစီလေလွမ်းရပါပြီလေထမ်းနေများနဲ့လေအလားပကြီးကားချက်ပေးညောင်ပင်တဲရွာလေးတွေ့ရပါပြီလေတရားမင်းလာလမ်းမှာတည်ရှိနေစိတ်လန်းလို့ဆိုပြေမကွေးတိုင်းရဲ့ကျွန်တော်မွေးရထားနေရှောက်ကလည်းမဲလေဓမ္မပြေနာကုန်းတည်ကြပါလေလေမကွေးမြတလွန်စီဒီဖူးမလေးကျောင်းဝတ်တောင်ဖျားဝင်ဖူးမလေးကင်းတောင်ဖျားဝင်ဖူးကလေမရောက်တာကြာရှိရွှေစတော်ဖျားပွဲတော်ကြီးပဲတောင်ရဆိုင်ခင်းတွေစီကျွန်တော်တို့ရွာသားများရဲ့အလုပ်ခွင်ကိုစီယူသားကျူသားကြသည်အလူတန်းလက်မနေလူရန်ပေဒီရွာသေးဒီတောင်ဝေးစီထင်ကြရရှိတဲ့အေးကဘာစုတောင်းပြည့်သေးသည်နေစဉ်နဲ့မြဖူးမြော်မဝပြီတို့ရွာလမ်းအဝဲမကြီးအိုပင်ဒီရှိပေသည်လက်ခုပ်ပင်ကြီးဆိုရွာထိတ်မအိုကြောင်းကန်ရက်ဆုံးစာရီဖွဲ့မကုန်အေးတဲ့နဲ့ရွာလေးရဲ့ပေါ်ပြောရွှေတရားကျွန်တော်တို့ကြေးရွာမိနာမလေးဟာညောင်ပင်တဲလို့လာမှတ်ထားသေးဗျာရှာအားရီပို့ကြတဲ့ရွာသူလေးများစွာငယ်ပေါင်းချစ်ဆွေသားကျူနေမလားစိတ်မထင်ကအတွေ့တွေနဲ့အမြင်ပြန်နေတာမကွေးတိုင်းမင်းလာမြို့နယ်တည်ရှိပေတာကျွန်တော်မွေးရဲ့ညောင်ရည်နဲ့ကြည်ရွာပြောရွှင်တရားကျွန်တော်တို့ကြည်ရွာမိနာမလေးဟာညောင်ပင်တဲလို့လာမှတ်ထားသေးဗျာရှာအားရီပို့ရတဲ့ရွာသူလေးများစွာငယ်ပေါင်းချစ်ဆွေသားကျူနေမလားစိတ်မထင်ကအတွေ့တွေနဲ့အမြဲပြန်နေတာမကွေးတိုင်းမင်းလာမြို့နယ်တည်ရှိပေတာကျွန်တော်မွေးရဲ့ညောင်ရည်တဲ့ကြီး